ကဘာပြတ်မဲ့အချိန်အထေးကြကိုစာရွက်ပေါ်မှာရေးမှတ်ထားတဲ့ကောင်မလေးဒီနေ့စကားလေးကတော့ကဘာပေါ်မှာရှိတဲ့လူတိုင်းရဲ့တေဆုံးမှုအချိန်စရာတွေကိုတိတိကျကျဟောကိန်းတစ်ခုဖြစ်သိရှိလာရတဲ့အခါမျိုးမှာအတက်နိုင်ဆုံးကူညီဖို့စ조사မိမယ်ကဘာကြီးပါပြတ်တော့မယ်ဆိုတဲ့ဟောကိန်းတစ်ခုကိုဖြစ်ရစမ်းတစ်ခုဖြစ်ရိုက်ကူးထားခဲ့တဲ့ဇလန်တစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစကားလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝလှုပ်ရှားသွားလာမှုတွေအရေးကြီးတယ်လို့သတ်မှတ်ထားတဲ့စီးစိမ်ဥစ္စာတွေကတကယ်နောက်ဆုံးချိန်ကိုရောက်လာခဲ့ရင်ဘယ်အရာမှအရေးမပါတော့ဘူးဆိုတာတတိတတာဖော်ပြထားတာဖြစ်လို့လုံးဝကိုနောက်နှမရစေဖို့အာမခံလိုက်ပါတယ်ဗျာ1959ခုနှစ်ကျောင်းသူလေးတယောက်ဖြစ်တဲ့လူစင်နာကကျောင်းကစားချိန်ကိုရောက်ချိန်မှာတော့တခြားကလေးတွေနဲ့ဝေးရမှာတယောက်တည်းထိုင်နေပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်ကနေလေသူတယောက်တည်းသာကြားနေတဲ့အတန်တွေကိုကြားနေရပါတယ်ကစားချိန်ပြီးလို့ဆီယာမမစ်ဒေလာကလာခေါ်တဲ့အခါမှာတော့မှလူစင်နာကနေရာကနေနည်းနည်းလေးတောင်မှမထဘဲနဲ့ညင်းဆန်နေခဲ့ပါတယ်နောက်တနေ့မှာကျောင်းရဲ့တရားဝင်ဖွင့်လှစ်ပွဲနေ့အတွက်ဆီယာမကကျောင်းသားတွေကိုအနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုပုံဆွဲပြိုင်ပွဲလုပ်ပြီးတော့ကျင်းပမယ်လို့ကြေညာခဲ့ပါတယ်ကလေးတွေအားလုံးကဆဲလို့ရှားသွားနေပဲအနာဂတ်မှာဖြစ်လာနိုင်တဲ့အမျိုးမျိုးသောပုံတွေကိုစတင်ဆွဲနေကြပေမဲ့လူစင်နာတယောက်ကတော့သူ့ကိုပြောနေတဲ့အတန်တွေတဲကအတိုင်းစာရွက်အပြည့်ကိုကနန်းတွေကြီးပဲအာယုံဆိုင်ပြီးတော့ရေးချနေခဲ့ပါတယ်သူမနောက်ဆုံးကနန်းအတွဲကိုမပြီးခင်မှာပဲတတ်မှတ်ချိန်ကုန်သွားတဲ့အတွက်မက်စတေလာကကျောင်းသားတွေရဲ့ပုံဆွဲစာရွက်တွေကိုစူးစီးတင်စီလိုက်ရပါတယ်အဲဒီနောက်မှာတော့ဒီပုံတွေအားလုံးကိုအနှစ်90ကြာမှပြန်ဖွင့်မဲ့အမတ်တရဂတ်ထုပုံတွေမှာဂရုတစိုက်ထဲသွင်းတင်စီခဲ့ကြပါတယ်နောက်တနေ့ဝီလီယံဒေါက်စ်မူလာတန်းကျောင်းဖွင့်ပွဲနေ့မှာတော့ကျောင်းအကြီးကလူတိုင်းကိုကြိုဆိုပြီးတော့အမတ်တရဂတ်ထုပုံကိုမြင်မြုပ်တော့မှဖြစ်ကြောင်းကြေညာပါတယ်အနှစ်90ကြာတဲ့အခါမှာတော့သူတို့ရဲ့မျိုးဆက်သစ်တွေကဒီဂတ်ထုကိုပြန်တူးဖော်ကြရမှာပါဂတ်ထုပုံမြုပ်နှံပြီးတဲ့နောက်မစ်စတေလာကလူစင်နာတယောက်သူ့ရဲ့နေရာမှာမရှိတော့တာကိုတတိထားမိခဲ့တဲ့အတွက်ဝန်ထမ်းတွေအားလုံးကကျောင်းတစ်ဝိုက်မှာသူမရဲ့နာမည်ကိုအော်ခေါ်ပြီးတော့လိုက်ရှာကြပါတယ်မစ်တေလာကလေကားရဲ့အောက်ကိုဆင်းသွားခဲ့ပြီးတော့တကားတစ်ချက်ရဲ့နောက်ကနေထူးဆန်းတဲ့အသံတွေကိုကြားလိုက်ရပါတယ်တကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့လူစင်နာကကြောက်လန့်တကြားနဲ့လက်ထဲမှာသွေးတွေပင်းနေတာကိုတွေးလိုက်ရပြီးသူမကမနေ့ကမပြီးသေးတဲ့ကနန်းတွေကိုအဲ့ဒီတကားပေါ်မှာသူ့ရဲ့လက်ချောင်းတွေနဲ့ရေးချစ်နေတဲ့ပြင်အရန်ကိုကြောက်လန့်နေတဲ့ပုံစံနဲ့ဆီယာမကိုကြည့်ကတူတူပြောနေတဲ့အသံတွေကိုရပ်တန့်ပေးပါလို့တောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့အနှစ်90ကိုဖျက်ကျော်လာပြီးပြစ္ဆုတ်ပံကားလာစီကိုရောက်လာခဲ့ပါတယ်ဇနီးတဲ့ကိုမီးလောင်မှုမှဆုံးရှုံးခဲ့ရပြီးတဲ့နောက်စိတ်သက်တွေကြားနေတဲ့နဂရယူဘဗေဒပညာရှင်ဂျွန်ကနေစဉ်ဘဝမှာအတိတ်ပဲရှိရှိဖြတ်သန်းမှုရုန်းကန်နေခဲ့ရပါတယ်သူရဲ့သားလေးကေလက်ကလည်းသူ့လိုပဲစိတ်တန်ရာတွေနဲ့အတူရုန်းကန်နေရဆဲဖြစ်ပါတယ်နောက်တနေ့မနက်မှာတော့ကေလက်ရဲ့အကြောင်းမှာလွန်ခဲ့တဲ့အနှစ်90အချိန်ကမြုပ်နှံခဲ့တဲ့ဂတ်ထုကိုဖွင့်လိုက်တဲ့အခမ်းအနားကိုကျင်းပခဲ့ပါတယ်ကျောင်းအကြီးကဒီအမတ်တရဂတ်ထုပုံကိုအတော်လေးအိုမင်းနေပြီဖြစ်တဲ့ဆီယာမမစ်ဒေလာကိုဂုဏ်ပြုပြီးတော့ဖွင့်လှစ်စေခဲ့ပါတယ်ဂတ်ထုပုံကိုဖွင့်လိုက်တဲ့အခါမှာကလေးတဦးစီကစာရေးတိတ်စီကိုရရှိခဲ့ကြပါတယ်။ခေလက်ကတော့လူစင်နာရေးခဲ့တဲ့ပုံအစားကနန်းတွေကြီးပါတဲ့စာရွက်ကိုရခဲ့ပါတယ်။အဲဒီစာရွက်ကိုစိုက်ကြည့်နေတုန်းမှာပဲခေလက်ကသူ့ရဲ့ပတ်ဝန်းကျင်ကနေတူတူပြောနေတဲ့အတန်တွေကိုစတင်ကြားလာရပြီးကျောင်းထဲဝေးတဲ့နေရာမှာရက်နေတဲ့ပုံရိပ်တစ်ခုကိုလည်းမြင်လိုက်ရပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ခေလက်ကတငယ်ချင်းရဲ့အိမ်မှာအိပ်ဖို့ခွင်တောင်းနေရင်းနဲ့စကားပြောနေတော့မှဖခင်ဖြစ်တဲ့ဂျွန်ကကျောင်းကနေခေလက်ယူလာတဲ့ကနန်းစာရွက်ကိုတတိထားမိသွားလို့မေးမြန်းခဲ့ပါတယ်။ခေလက်ကိုအဲ့ရဝင်စေခဲ့ပြီးတဲ့နောက်မှာတော့ဂျွန်ကအဲ့ဒီကနန်းစာရွက်ကိုစူးစမ်းကြည့်ဖို့စိတ်ဝင်စားသွားခဲ့ပါတယ်။သူကမတော်တဆဝီစကီဖန်ခွက်ကိုစာရွက်ပေါ်ကိုတင်လိုက်မိရာကနေကနန်းအချို့ကိုတတိထားမိသွားပြီးတော့ဂျွန်ကအဲ့ဒီကနန်းအတွက်ကို white board ပေါ်မှာခြာရေးပြီးတော့တွက်ချက်လိုက်တဲ့အခါမှာတော့အဲ့ဒီကနန်းတွေက2010ခုနှစ်စက်တင်ဘာလ17ရက်နေ့ဖြစ်ရက်နေ့တိတိကျကျကိုက်ညီနေပြီးတော့နယူးယောက်မြို့က Twin Tower တိုက်ခိုက်မှုမှာတိတ်ဆုံးခဲ့တဲ့လူ2996ယောက်နဲ့လည်းမှန်ကန်နေတာကိုချက်ချင်းပဲသဘောပေါက်သွားခဲ့ပါတယ်။ဒီပြက်ကတာမန်တိုက်ဆိုင်မှုတက်မဟုတ်တော့ဘူးလို့ဒေတာသွားခဲ့တဲ့အတွက်သူကကနန်းတွေအားလုံးကို white board ပေါ်မှာခြာရေးပြီးတော့ဆက်လက်စုံစမ်းခဲ့ပါတယ်။အဲဒီခါမှာတော့ဒီကနန်းတွေက1959ခုနှစ်ကစလို့ဖြစ်ပျက်ခဲ့တဲ့ပောက်ကွဲမှုတွေလေရင်ပြတ်ကျမှုတွေငလျင်တွေမုန်တိုင်းတွေစားတဲ့ကြေကွဲပွဲကန်ဆိုးမှုကြီးတွေဖြစ်ပျက်တဲ့ရက်ဆွဲဖြစ်ပျက်ခဲ့တဲ့နှစ်နဲ့သေဆုံးတဲ့သူအရေးအတွက်တွေကိုအစင်းလိုက်မှတ်တမ်းတင်ထားတာဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။သူကရက်ဆွဲတွေကိုအနေရောင်နဲ့တိတ်ဆုံးသူအရေးအတွက်ကိုအပြာရောင်နဲ့ဝိုင်းပြခဲ့ပေမဲ့ဝိုင်းမထားတဲ့ကနန်းချို့ကိုတော့ဘာအတိတ်ပဲလဲဆိုတာမဖော်ထုတ်နိုင်သေးပါဘူး။နောက်တစ်နေ့မှာဂျွန်ကသူ့ရဲ့လုပ်ပေါ်ကိုင်ဘက်ဖီးနဲ့အရီကနန်းစာရွက်အကြောင်းကိုဆွေးနွေးခဲ့ပါတယ်။ရက်ဆွဲနဲ့တိတ်ဆုံးသူအရေးအတွက်တိုင်းကအဓိကကတ်ဆိုးကြီးတွေနဲ့ကိုင်ညီနေကြောင်းသူ့ရဲ့ဇနီးဆုံးမသွားတဲ့ရက်ဆွဲတောင်ပါနေကြောင်းရှင်းပြခဲ့တဲ့အပြင်မဖြစ်သေးတဲ့ကတ်ဆိုးသုံးခုစရင်ကြံနေသေးပြီးတော့တခုကနောက်တစ်နေ့မှာလူ80ယောက်တိတ်ဆုံးမယ်လို့ပြနေကြောင်းပြောပြခဲ့ပါတယ်။ဖီးကတော့ဒီအရာကအရန်ကိုထူးဆန်းလို့မဖြစ်နိုင်ဘူးဆိုပြီးတော့ယုံကြည်ဖို့ညှင်းဆိုခဲ့ပါတယ်။သူကတော့ဝိုင်းမထားတဲ့ကနန်းတွေလည်းပါဝင်နေတာကြောင့်ဒါကတိုက်ဆိုင်မှုတသက်တာဖြစ်နိုင်တယ်လို့ထင်မြင်ပြီးတော့တစုံတစ်ယောက်ကကျုံကိုနောက်ပြောင်နေတာဖြစ်နိုင်တယ်လို့တန်တရားဝင်ခဲ့ပါတယ်။ဂျွန်ကတော့ဒီကိစ္စကိုလက်မလျှော့ဘဲနဲ့ဆက်လက်ရှာဖွေခဲ့ပါတယ်။ဒီလိုနဲ့ဂျွန်က1959ခုနှစ်တုန်းကလူစင်နာရဲ့ဆီယာမဖြစ်ခဲ့တဲ့မစ်တေလာကိုသွားတွေ့ပြီးတော့စာရွက်ကြောင်းကိုအတည်ပြုခဲ့ပါတယ်။မစ်တေလာကစာရွက်ကမူရင်းဖြစ်ကြောင်းပြောပြခဲ့တယ်လို့ဂတ်ထုပုံတွေကိုမြုပ်နှံပြီးနောက်လူစင်နာကတကားပေါ်မှာသွေးတွေနဲ့ရေးချစ်ခဲ့တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေအကြောင်းကိုလည်းပြောပြခဲ့ပါတယ်။
ဂျွန်ကလူစင်နာနဲ့တွေ့ဆုံခြင်းနဲ့ဆန္ဒရှိကြောင်းပြောပြခဲ့ပေမဲ့လူစင်နာကတော့နှစ်အတော်ကြာကလေးကဆေးလွန်ကြုံသုံးဆွဲမှုကြောင့်ကွယ်လွန်သွားခဲ့ပြီလို့သိလိုက်ရပါတယ်။ဂျွန်တယောက်သူ့ရဲ့အိမ်မှာဖုန်းတစ်လုံးနဲ့အလုပ်ရှုံနေတော့ထူးဆန်းတဲ့လူနှစ်ယောက်ကသူ့အိမ်ဝင်းထဲကိုဝင်လာတာကိုတွေ့လိုက်ရပါတယ်။ခေလက်ကအဲ့ဒီကားစီကိုသွားတဲ့အခါမှာတော့သူတို့ကဘာမှမပြောဘဲနဲ့ကြောက်တုံးအမဲတုံးကိုပေးလိုက်တာကြောင့်ဂျွန်ကတားဖြစ်တဲ့သူအတွက်စိုးရိမ်သွားပြီးတော့ခေလက်ကိုသတင်းတွေနဲ့ဝေးဝေးနေဖို့တတိပေးကအိမ်ထဲကိုပြန်ဝင်ခိုင်းလိုက်ပါတယ်။လူစင်နာရဲ့တည်ဆုံမှုကြောင့်ကိုအင်တာနက်ပေါ်မှာရှာဖွေနေတော့သူရဲ့ညီမ Grace ကရောက်လာပြီးတော့မိသားစုကိုလာလေဖို့ခေါ်ပါတယ်။ဂျွန်ကတော့ငင်းဆန်ခဲ့ပြီးတော့သူရဲ့မိဘတွေကဘာသာရေးအစွန်းရောက်ပြီးသူကဘာသာမဲဖြစ်တာကြောင့်ဆက်ဆံရေးအဆင်မပြေဖြစ်နေတာကိုလည်းသိလိုက်ရပါတယ်။နောက်တနေ့ကေလက်ကိုကျောင်းကနေတွားကြုံနေတော့ကားလမ်းတွေပိတ်နေတာကြောင့်ဂျွန်ကလမ်းလွှဲဖို့ကြိုးစားပေမဲ့ဘလို့မှမရတော့တဲ့အတွက်သူရဲ့ GPS ပေါ်က coordinate တွေကိုကြေးလိုက်တဲ့အခါမှာတော့အရင်ကအထိပ္ပယ်မဖော်နိုင်ခဲ့တဲ့ဝိုင်းမထားတဲ့ကနန်းတွေကတကယ်တော့ကတ်ဆိုးတွေဖြစ်လာမယ့်နေရာတွေရဲ့ coordinate တွေဖြစ်နေပြီးသူကအဲ့ဒီနေရာကိုရောက်နေရဆိုတော့ကိုသဘောပေါက်သွားခဲ့ပါတယ်လမ်းဘေးရချင်းရဲ့အကြောင်းကိုစုံစမ်းဖို့ကားတွေကနေထွက်သွားကရဲနဲ့စကားပြောနေတော့မှပဲစရင်တွေကပထမဆုံးကတ်ဆိုးဖြစ်တဲ့လေရင်ပြတ်ကျမှုကတကယ်ပဲဖြစ်ပျက်ခဲ့ပြီးတော့ဂျွန်ကအကူအညီဖို့ကြိုးစားနေရင်လူအတော်များများမီးလောင်ပြီးတော့တေဆုံးသွားတာကိုမြင်လိုက်ရပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ဖြစ်ပျက်ခဲ့တာကိုမယုံနိုင်သေးပဲနဲ့အင်တာနက်မှာရှာဖွေကြည့်လိုက်တော့အဲ့ဒီလေရင်ပြတ်ကျမှုမှာလူ81ယောက်တေဆုံးခဲ့ကြောင်းအစီရင်ခံစာကိုတွေ့လိုက်ရတဲ့အခါမှာတော့ကနန်းတွေကမှန်ကန်ကြောင်းလုံးဝကိုယုံကြည်သွားပါတယ်။ညဘက်မှာတော့ထူးဆန်းတဲ့အမျိုးသားတဦးကခေလိုက်ရဲ့အခန်းထဲကိုဝင်လာခဲ့ပြီးကေလန်နိုးလာတဲ့အခါမှာအဲ့ဒီလူစိမ်းကဘဝန်းကျင်အလုံးပျက်စီးနေပြီးတော့ trace တွေထွက်ပြေးနေကြတဲ့အရာတွေကိုပြသလိုက်တာကြောင့်ခေလက်ကလည်းကြောက်လန့်တကြားနဲ့အော်ဟစ်နေခဲ့ပါတယ်။ဒါကြောင့်ပဲဂျွန်ကအခန်းထဲကိုပြေးဝင်လာပြီးတော့ကျမ်းမြင်ပေါ်ကနေသူ့သားကိုပွေးချလိုက်ပါတယ်။အဲ့ဒီချိန်မှာပြတင်းပေါက်ကနေထူးဆန်းတဲ့လူတစ်ယောက်ကိုမြင်လာရတဲ့အတွက်ဂျွန်လိုက်ရှာဖို့ပြေးထွက်သွားခဲ့ပေမဲ့အဲ့ဒီလူလည်းပျောက်ကွယ်သွားခဲ့ပါပြီ။ဂျွန်နဲ့သူ့သားကပြတိုက်မှာလူစင်နာရဲ့သမီးဒိုင်ယာနာနဲ့တွေ့ဆုံပြီးတော့မိတ်ဆက်ခဲ့ကြပါတယ်။ဂျွန်ကလူစင်နာရဲ့ကနန်းတွေကတကယ်ဖြစ်လာနေကြောင်းနောက်ဆုံးကတ်ဆိုးနှစ်ခုသာကျန်တော့ပြီးတော့နောက်ဆုံးတစ်ခုက3ရက်အကြာအောက်တိုဘာလ19ရက်နေ့မှာဖြစ်ပွားပြီးတော့လူ33ယောက်သေဆုံးမယ်လို့ပြောပြကသူမရဲ့အကူအညီကိုတောင်းခဲ့ပေမဲ့ဒိုင်ယာနာကတော့သူသမီးအဘီနဲ့အတူဂျွန်ကိုမကူညီနိုင်ဘူးလို့ညင်းဆိုပြီးထွက်ခွာသွားခဲ့ပါတယ်။အင်ကိုပြန်ရောက်တဲ့အခါဂျွန်ကအကြမ်းဖက်တိုက်ခိုက်မှုသတင်းတွေကြားကနေ GPS coordinate တွေနဲ့နောက်ထပ်ကတ်ဆိုးဖြစ်လာမဲ့မြောက်ရထားဘူရာယုံကိုရှာတွေ့ခဲ့ပါတယ်။သူကရဲတွေကိုတတိပေးဖို့ကြိုးစားပြီးတော့ဘူရာယုံထိလိုက်သွားကအကြမ်းဖက်သမားလို့ထင်ရတဲ့လူတစ်ယောက်ကိုယထာပေါ်ထိလိုက်ဖမ်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူက CD ခိုးတဲ့တခိုးလေးတစ်ယောက်သာဖြစ်နေတာကိုတွေးလိုက်ရပါတယ်။ယထာစတင်ထွက်ခွာတော့မယ့်အချိန်မှာလမ်းကျော်နေတဲ့ယထာတစ်စီးဝင်တိုက်လို့လူအများအပြားတေဆုံးခဲ့ပြီးတော့ဒီဖြစ်ရက်ကကနန်းစရင်တွေကတေဆုံးသူအရေးအတွက်နဲ့ကိုက်ညီနေပြန်ပါတယ်။နောက်ပိုင်းမှာဂျွန်အပါအဝင်အသက်ရှင်ကျန်ရစ်သူတွေကအပြက်စီးတွေကနေထွက်လာခဲ့ကြပါတယ်။အင်ကိုပြောင်းတဲ့အခါဂျွန်ကသူ့ကိုလာဆောင်နေတယ်ဒိုင်ယာနာနဲ့သူ့သမီးကိုတွေ့ပြီးတော့အံ့အားသင့်သွားခဲ့ပါတယ်ဒိုင်ယာနာကစရင်ထဲကနောက်ဆုံးကတ်ဆိုးဖြစ်တဲ့အော်တိုဘာလ19ရက်နေ့ကလူစင်နာတေဆုံးရမယ့်နေ့နဲ့တထက်သေးဖြစ်နေကြောင်းပြောပြပြီးဘယ်ချိန်တေးရမယ်ဆိုတာကိုကြိုသိရတာကိုမုန်းလို့အရင်ကစကားမပြောချင်ခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဒိုင်ယာနာဟာဂျွန်ကိုလူစင်နာအရင်ကပုံနေခဲ့တဲ့စွန့်ပစ်အိမ်ယိုစီကိုခေါ်သွားခဲ့ပါတယ်အဲဒီမှာနောက်ဆုံးကတ်ဆိုးရဲ့ကနန်းတွေက33မဟုတ်ဘဲနဲ့နောက်ပြန်လှန်ထားတဲ့ EE ဆိုတဲ့အခရာနှလုံးဖြစ်နေတာကိုတွေ့ခဲ့ရပြီးတော့ဂျွန်ကလူစင်နာရဲ့အိမ်ခန်းကိုရှာဖွေကြည့်တဲ့အခါမှာတော့ EE ဆိုတာက everyone as ကျန်သူအားလုံးကိုဆိုလိုပြီးတော့လူတိုင်းသေဆုံးမယ်လို့ကြိုတင်ဟောကိန်းထုတ်ထားကြောင်းတွေ့လိုက်ရတဲ့အပြင်ခေလိုက်ရထားတဲ့ကြောက်တုံးအမဲတွေလိုမျိုးအဲ့ဒီအိမ်ထဲမှာလည်းအများကြီးတွေ့ခဲ့ရပါတယ်။အပြင်ဘက်ကကားထဲမှာစောင့်နေတဲ့ခေလက်နဲ့အပီတို့ကတိုးတိုးတန်တွေနဲ့ထူးဆန်းတဲ့ပုံရိပ်တွေကိုမြင်လာရပြီးတော့အပီကိုဖမ်းခေါ်ရမယ့်အချိန်ဒီမှာခေလက်ကကားဟုံးကိုတီးပြီးတတိပေးခဲ့တာကြောင့်ဂျွန်နဲ့ဒိုင်ယာနာလည်းပြေးထွက်လာခဲ့ပါတယ်။ဒါပေမဲ့လူစိမ်းတွေကတော့ပျောက်ကွယ်သွားခဲ့ပါတယ်။ဂျွန်ကသူတို့တွေကတယောက်ကိုလိုက်ဖမ်းပြီးတော့မေးမြန်းတဲ့အခါမှာအဲဒီလူကဗဇက်ကိုဖွင့်လိုက်တော့တောက်ပါတဲ့အလင်းတန်းကြီးထွက်လာပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့အားလုံးဂျွန်ရဲ့အိမ်ကိုပြန်ရောက်လာပြီးတော့နောက်တစ်နေ့မှာလူတိုင်းသေဆုံးမယ်ဆိုတဲ့လူစင်နာရဲ့ဟော်ကိန်းကိုမယုံနိုင်ပဲဒါဟာသူတို့ရဲ့နောက်ဆုံးညဖြစ်နိုင်တယ်လို့တွေးခဲ့ကြပါတယ်။နောက်တစ်နေ့မနေ့ဂျွန်နိုးလာတဲ့အခါမှာတော့အပီရဲ့ပုံဆွဲထားတာကိုမြင်ပြီးတဲ့နောက်ဆုံးကတ်ဆိုးကနေလုံးနဲ့သက်ဆိုင်နေဆိုတာကိုရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်။ဂျွန်ကသူ့ရဲ့အရင်ကသူ့တေသနာပြုခဲ့တဲ့နေရဲ့စူပါမီတောက်တွေကကဘာကိုဖျက်ဆီးနိုင်နေဆိုတာနဲ့နောက်ဆုံးကတ်ဆိုးကကိုက်ညီနေတာကိုတွေ့လို့နက်ခတ်ကြီးစကန်ကိုသွားစစ်ဆေးလိုက်တဲ့အခါမှာတော့ပုံမှန်မဟုတ်တဲ့နေရောင်ကြီးအဆင့်တွေကိုတွေ့လိုက်ရပါတယ်။ကြီးမားတဲ့နေမီတောက်ကြီးကမကြခင်ဖြစ်လာတော့မှဖြစ်ပြီးတော့ဒါဟာလူသားမျိုးတွေကိုဖျက်ဆီးမဲ့အကြောင်းရင်းဖြစ်နိုင်တယ်လို့တွက်ချက်ခဲ့ပါတယ်။ဂျိုအိမ်ကိုပြောင်းတဲ့အခါမှာတော့ဒိုင်ယာနာကမြေရောက်လိုင်ကိုတွေကိုသွားဖို့ပြင်ဆင်နေကြပါတယ်။ဂျွန်ကကေလက်ကိုခေါ်ဖို့သွားတဲ့အခါမှာတော့တားဖြစ်သူကလူစင်နာလိုပဲစရင်တစ်ခုရင်းနေတာကိုတွေးလိုက်ရပြီးတော့လူစင်နာတကားပေါ်မှာရေးခဲ့တဲ့ကနန်းတွေကနောက်ဆုံးကတ်ဆိုးအတွက်အရေးပါကြောင်းသဘောပေါက်လို့သူတို့အကြောင်းကိုပြန်သွားခဲ့ကြပါတယ်။ဂျွန်ကကျောင်းကနေဖျက်ယူလာခဲ့တဲ့တကားပေါ်ကကနန်းတွေကိုဖော်ထုတ်ပြီးတော့ဒါဟာအသက်ရှင်နိုင်မယ့်နေရာရဲ့ coordinate ဖြစ်မယ်လို့ယူဆခဲ့ပေမဲ့ဒိုင်ယာနာကစိတ်မရှိတော့တဲ့အတွက်ကလေးတွေကိုခေါ်ပြီးတော့လှိုင်ကိုစီကိုထွက်ပြေးသွားခဲ့တာကြောင့်ဂျွန်ကလိုက်ရှာဖို့ထွက်သွားခဲ့ပါတယ်။လမ်းမှာဒိုင်ယာနာကဓာတ်ဆီဆိုင်မှာရန်နာပြီးတော့အစိုးရရဲ့မြေရောက်ခိုလုံဖို့ကြေညာချက်ကိုကြည့်ခဲ့ပါတယ်။
သူမကဂျွန်းကိုဖုံးဆက်ပြီးတော့နေရာပြောပြခဲ့ပေမဲ့ဂျွန်းကလူစင်နာရဲ့အိမ်ဟောင်းကသာဘေးကင်းရာဖြစ်ကြောင်းပြောခဲ့ပေမဲ့ဒိုင်ယာနာကတော့ကြောက်လို့ငြင်းဆန်ခဲ့ပါတယ်ဖုံပြောနေတော့မှပဲထူးဆန်းတဲ့လူတွေကကလေးတွေပါတဲ့သူမရဲ့ကားကိုခိုးယူသွားခဲ့လို့ဒိုင်ယာနာကလည်းကြုံရကားတစ်စီးကိုတက်စီးကလိုက်ခဲ့ပေမဲ့ကုမ္ပဏီကားနဲ့တိုက်မိပြီးတော့လူစင်နာရဲ့ဟော်ကိန်းတိုင်းညတကောင်အချိန်မှာပဲဂျွန်းရဲ့ရှေ့မှာပဲတည်ဆုံသွားခဲ့ရပါတယ်ဂျွန်ဟာလူစင်နာရဲ့အိမ်ဟောင်းကိုရောက်သွားပြီးတော့တောအုပ်ထဲကိုဖောက်ထားတဲ့ကားလန်တိုင်းလိုက်သွားခဲ့ရမှာတော့ကြောက်တုံးအမဲတွေကိုတွေ့ခဲ့ရပါတယ်နောက်ဆုံးမှာထူးဆန်းတဲ့လူတွေတဲကတယောက်ကိုတွေ့လာရလို့တနက်နဲ့ချင်းချောက်ခဲ့ပေမဲ့ခေလက်ကအဲ့ဒီလူစိမ်းတွေကသူတို့ကိုကာကွယ်ပေးနေတာဖြစ်ပြီးတော့သူတို့နဲ့အတူလိုက်သွားမှဘေးကင်းမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒီလူတွေကကဘာကျိုပျက်စီးတော့မဲ့ဘေးကနေလူသားတွေကိုကယ်တင်ဖို့ကြိုးစားနေတဲ့ပုံမအစင်းမြင့်တဲ့ဂျိုသားမျိုးနွယ်တွေဖြစ်ပြီးတော့ကောင်းကင်ပေါ်မှာသူတို့စောင့်နေတဲ့ယင်ကြီးကိုပြသလိုက်တဲ့အတွက်ဂျွန်လည်းအံ့အားသင့်သွားခဲ့ပါတယ်တော်ရမယ့်ချိန်ကိုရောက်တဲ့အခါမှာတော့ဂျိုသားတွေကရွေးချယ်ခံရတဲ့ကလေးတွေကိုသာခေါ်ဆောင်သွားမှာဖြစ်ကြောင်းပြောခဲ့လို့ကေလက်ကငိုယိုရင်းနဲ့သူ့ဖခင်နဲ့နောက်ဆုံးနှုတ်ဆက်ပြီးတော့တင်းမဘော်ကိုလိုက်ပါသွားခဲ့ပါတယ်။နောက်တနေ့မနေ့ဂျွန်နိုးလာတဲ့အခါမှာတော့မြို့ထဲကနေသူ့ရဲ့မိသားစုအိမ်စီကိုမောင်းသွားပြီးသူညီမ Grace ကိုကေလက်ဘေးကင်းပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူဟာအိမ်ထဲကိုဝင်ကမတွေ့ရတာကြားနေပြီဖြစ်တဲ့မိသားစုဝင်တွေကိုလိုက်လံနှုတ်ဆက်နေတဲ့အချိန်မှာပဲနေရဲ့စူပါမီတောက်ကြီးကအရာအလုံးကိုဖျက်ဆီးခဲ့ပြီးတော့သူတို့ကပါလွှမ်းမိုးသွားခဲ့ပါတယ်။ရုပ်ရှင်ရဲ့အဆုံးသတ်မှာတော့ဂျိုသားရင်ပြန်ကြီးကကလေးတွေကိုမတူညီတဲ့နေရာတွေစီကိုချပေးခဲ့ပြီးခေလနဲ့အဘီတို့ကကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်စီကိုအတူတကွပြေးသွားကြတာကိုမြင်တွေ့လိုက်ရပါတယ်။အခုလိုမျိုးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ဒူးတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်တို့ရဲ့ channel လေးကနေ like လဲစွာနဲ့ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။